မြန်မာနိုင်ငံမှာမကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ငလျင်ဟာ2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မွန်းလွဲ7:54ဝတ္ထုည6:54မှာစကိုင်းတိုင်းဒေသကြီးမန္တလေးအနီးမှာဗဟိုပြုလုပ်ခတ်ခဲ့တာပါဒီငလျင်ဟာပြင်းအား9.7ရှိပြီး Modified Mercalli Intensity X ဖြတ်အားအဆင့်ထိရောက်ရှိခဲ့တယ်လို့သိရပါတယ်ဒါဟာ1912ခုနှစ်မေမြို့ငလျင်ပြင်းအား9.9ပြီးနောက်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အင်အားအပြင်းဆုံးငလျင်တစ်ခုဖြစ်ပါတယ်။သေဆုံးသူအရေအတွက်နဲ့အထိခိုက်မြန်မာနိုင်ငံနောက်ဆုံးရရှိတဲ့အချက်လက်တွေအရမြန်မာနိုင်ငံမှာသေဆုံးသူ600ကျော်ရှိခဲ့ပြီးဒဏ်ရာရသူ400ကျော်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့အချို့အစီရင်ခံစာတွေမှာသေဆုံးသူ182ဦးနဲ့ဒဏ်ရာရသူ464ဦးအထိရှိတယ်လို့လည်းဖော်ပြထားတာကြောင့်အတိအကျမသိရသေးတဲ့ကြီးလက်ဒေတာတွေကထိခိုက်မှုတွေပါထည့်တွက်ရင်ဒီထက်ပိုများနိုင်ပါတယ်။စကိုင်းမန္တလေးနေပြည်တော်တောင်ငူတစ်ခုရှမ်းပြည်နယ်စတဲ့နေရာတွေမှာသေဆုံးမှုနဲ့ထိခိုက်မှုတွေအဓိကဖြစ်ပွားခဲ့ပါတယ်။ထိုင်းနိုင်ငံအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းမှာလည်းသေဆုံးသူ18ဦးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။အထူးသဖြင့်ဘန်ကောက်မှာစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုပြိုကျခဲ့တာကြောင့်လူပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံယူနန်ပြည်နယ်မှာအင်ဂျီယာနဲ့ချီပြီးပျက်စီးခဲ့တယ်လို့ဖော်ပြထားပေမဲ့သေဆုံးသူအရေအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။ထိခိုက်မှုအသေးစိတ်ငလျင်ကြောင့်မြန်မာနိုင်ငံတဝန်းမှာဆက်သွယ်ရေးဖုန်းနဲ့အင်တာနက်ပြတ်တောက်မှုတွေလျှက်စစ်မီးမရရှိတာတွေဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်မန္တလေးနေပြည်တော်စကိုင်းပဲခူးကလေးမူဆယ်စတဲ့မြို့ကြီးတွေမှာလှုပ်ခတ်မှုခံစားရပြီးတာသနိကအဆောက်အုံ50ကျော်ပြိုကျခဲ့ကလူ100နီးပါးသေဆုံးခဲ့တယ်လို့သိရပါတယ်။နေပြည်တော်မှာအစိုးရအဆောက်အုံတွေပျက်စီးခဲ့ပြီးအလုသမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးညွန့်ဝင်းသေဆုံးခဲ့တယ်လို့ဝန်ကြီးနဲ့ဒုဝန်ကြီးဒဏ်ရာရခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နိုင်ငံခြားအာရုံဝန်ကြီးဌာနအဆောက်အုံတစ်ခုလည်းပြိုကျခဲ့ပြီးညွှန်ကြားရေးမှူးအဆင့်အရာရှိတဦးသေဆုံးခဲ့ပါတယ်။ဒီငလျင်ဟာမြန်မာနိုင်ငံတည်းမကပဲအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့တရုတ်နိုင်ငံတွေမှာပါပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေလုံလောက်မှုမရှိတာကြောင့်သေဆုံးသူနဲ့ဒဏ်ရာရသူအရေအတွက်ထပ်တိုးလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်နောက်ဆုံးရသတင်းတွေကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒီအချက်လက်တွေဟာလက်ရှိရရှိထားတဲ့သတင်းရင်းမြစ်တွေပေါ်မှာအခြေခံထားတာဖြစ်ပြီးအခြေအနေပြောင်းလဲလာတာနဲ့အမျှအပြောင်းလဲရှိနိုင်ပါတယ်ခင်ဗျာ။မြန်မာပြည်ကြီးအမြန်ဆုံးကျန်းမာလာနိုင်စေဖို့ဝိုင်းဝန်းဆုတောင်းပေးကြရအောင်လားဗျာ။